သူမရဲ့စိတ်ကူးထဲမှာတော့စာအုပ်ထဲရောက်ရင်တိုင်းပြည်ရဲ့ရဲရင့်တဲ့မင်းသားစစ်သူကြီးရှင်အကြောင်းရဲ့ချစ်သူဖြစ်လာမယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့အပြင်မှာရက်ဆက်လုံးလို့မင်းသားရဲ့လက်ချက်နဲ့တေပွဲဝင်ရမယ်ဘီလင်ရဲရန်ချင်းရဲ့အိယာပေါ်ရောက်နေတာကိုရုတ်တရက်သတိထားမိသွားပါတယ်မင်းကအစိတ်ကိုကူညီပြေပြောက်ပေးမယ်ဆိုဘာလို့ရက်သွားတာလဲလို့မေးလိုက်မှမင်းမလှလေးလဲထိတ်လန့်တကြားနဲ့ချက်ချင်းထပြေးရတော့တာပေါ့အဲ့ဒီလူကိုပြန်ဖမ်းခေါ်ခဲ့စမ်းစစ်စတမ်ကိုစိတ်တူတူနဲ့ဒေါသထွက်တော့တာပေါ့ဒါဆိုငါကမင်းသားရှင်အကြောင်းရဲ့အိယာပေါ်မရောက်ယုံနေမကဘူးဇက်လိုက်မလဲမဟုတ်ဘူးပေါ့ငါကအခုဘသူခန္ဓာကိုယ်ထဲရောက်နေတာလဲငါ့ကိုမင်းသားနဲ့တွေ့ပေးမယ်ဆိုပြီးဗီလိန်နဲ့ဆုံတာဒါပိုင်ပါလဲအားနာပါတယ်အမရဲ့ကျွန်တော်စနစ်ပြင်ဆင်တော့ကကိန်းကနန်းလွဲသွားတာပါအမကိုလူမားပြီးထည့်ပေးလိုက်မိပါတယ်ငါကဒီထဲမှာမင်းသမီးမဟုတ်ဘူးလားအမအခုရောက်နေတာကစာအုပ်ထဲမှာ3ပိုင်းထက်ပိုအသက်မရှင်ရပဲမြန်မြန်ပွဲထွက်သွားရမယ်ဗီလိန်မလေးစုရွရဲ့ခန္ဓာကိုယ်ပါလွန်ခဲ့တဲ့တနာရီကျော်ကတင်စုရွဆေးခတ်ထားတဲ့မုံတွေကိုဇက်လိုက်မရွေချင်းဟဲရဲ့အခန်းထဲရောက်အောင်ပို့ခိုင်းလိုက်ပြီးပါပြီမင်းကြီးစံအိမ်တစ်ခုလုံးနဲ့အောင်ရှာပေမဲ့လူကိုမတွေ့ပါဘူးအနောက်မြောက်ဘက်ခွေးတိုးပေါက်နားမှာတော့ဒီစံထိုးလေးတစ်ခုပဲတွေ့ခဲ့ရပါတယ်ငါ့ကိုရွေချင်းဟဲရဲ့အခန်းစီမြန်မြန်ခေါ်သွားစမ်းရလို့အရေးတကြီးခိုင်းစေလိုက်ပါတော့တယ်မကြီးညနေကညီမလေးပို့လိုက်တဲ့ပဲခွေပန်းမုံတွေစားပြီးပြီလားမစားရသေးပါဘူးမစားရသေးရင်တော်သေးတာပေါ့ဒါဆိုမုံတွေကိုညီမလေးပြန်ယူသွားပါရစေတော့နော်အရှင်မင်းသားစုံစမ်းလို့ရပါပြီဒီပစ္စည်း3မျိုးလုံးဟာအကူလန်တိုက်ကထွက်တာပါတနက်ပတိစစ်သူကြီးကတော့တာရှီကသူ့ရဲ့ဒူမဖြစ်သူရွေချင်းဟဲအတွက်အထူးမှယူထားတာပါရှင်ရွေချင်းဟဲဟာမိဘတွေကိစ္စကြောင့်တေဘေးနဲ့ကြုံခဲ့ရပြီးသူတယောက်တည်းပဲလွတ်မြောက်ခဲ့တာပါနောက်တော့စူးစံအိမ်ကခေါ်ယူမွေးစားခဲ့ပြီးစူးတခင်မကြီးကလည်းတမီးရင်းလိုချစ်ရှာပါတယ်မနက်ဖြန်ဝန်ကတော့ရဲ့ဆန်အိမ်မှာပန်းပွဲတော်ကျင်းပမှာပါရွေချင်းဟဲရောစူးရွမ်းပါဖိတ်ကြားခံရပါတယ်ကောင်းပြီမနက်ဖြန်ကလည်းပွဲတက်ပြီးပျော်ပွဲရွှင်ပွဲသွားကြည့်ရတာပေါ့ဝန်ယွန်းမတွေ့တာကြပြီနော်ရွေချင်းဟဲလေးကတကယ်ကိုလိမ္မာရင်ကျေးပြီးပညာရှိတဲ့ရုပ်ရည်လေးပါပဲလားကြည့်ရတာစိတ်ချမ်းသာလိုက်တာအိုးဒါစူးရွမ်းလေးမဟုတ်လားမတွေ့တာကြတော့ပိုပြီးလှလာလိုက်တာစူးရွမ်းဟာရှုပ်ရှုပ်ထွေးထွေးတွေကိုရှောင်ကျင်တာကြောင့်တီးတက်အေးဆေးတဲ့ထောင်လေးတစ်ခုမှာသွားထိုင်နေတော့မိမပြိုတစုရောက်လာခဲ့ပါတယ်ခေါင်းဆောင်လာသူကတော့မြို့တော်ရဲ့ပထမဆုံးပညာရှိမိမပြိုဖြစ်နာမည်ကြီးတဲ့ချောင်းမှုဖြစ်ပါတယ်အိုးဒါစူးစံအိမ်ကစူးဒုတိယသခင်မလေးမဟုတ်လားဒီနေ့ဝတ်ဆင်ထားတာဘာလို့မမေ့ချင်းဟဲလို့ဟန်ဆောင်မနေတာလဲအရင်ကတော့မမကိုအတုခိုးပြီးဝတ်နေတာမဟုတ်ဘူးလားငါထိုင်နေတာကြာလို့ခန္ဓာကိုယ်လှုပ်ရှားခြင်းလို့ပါမင်းတို့အေးဆေးစကားပြောကြပါ